2045 ခုနှစ်တာမန်ညတညမှာကောင်းကင်ကနေထူးဆန်းတဲ့အလင်းတန်းတစ်ခုပြုတ်ကျလာခဲ့တယ်။ဒါဟာဥက္ကခဲမဟုတ်ပဲတခြားကဘာကလာတဲ့ဧည့်သည်တစ်ယောက်ဆိုတာဘယ်သူမှမသိခဲ့ကြဘူး။သူဟာကျွန်တော်တို့သိထားတဲ့ကျူးကျော်သူမဟုတ်ပါဘူး။သူ့ရဲ့အမည်ကဇေရွန်။သူဟာကဘာမြေကြီးပျက်စီးတော့မဲ့အန္တရာယ်ကိုသတိပေးဖို့ရောက်လာတာပါ။လူသားတွေမင်းတို့ရဲ့နည်းပညာတွေကတဘာဝတရားကိုဖျက်ဆီးနေပြီးနောက်ထပ်10နှစ်အတွင်းကဘာကြီးဟာနေလို့မရတဲ့ငရဲပုံဖြစ်သွားလိမ့်မယ်လို့သူကသတိပေးပါတယ်။ဒါပေမဲ့လူသားတွေကကြောက်ရွံ့မှုကြောင့်သူ့ကိုရန်သူလို့သတ်မှတ်ခဲ့ကြတယ်။သူပေးတဲ့အသိပညာထက်သူ့ရဲ့အာကာသယာဉ်တွေကလက်နက်တွေကိုပဲသူတို့မမောခဲ့ကြတယ်။အဖမ်းခံထားရတဲ့ကြားကသူဟာကဘာမြေကိုချစ်တဲ့စိတ်နဲ့ပျက်စီးလူနီးပါးတဘာဝပတ်ဝန်းကျင်ကိုသူ့ရဲ့စွမ်းရည်တွေနဲ့တိတ်တဆိတ်ကုသပေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတကယ်ဘေးအန္တရာယ်ကြီးရောက်လာပါတယ်။လူသားတွေရဲ့လက်နက်တွေနဲ့မတားဆီးနိုင်တဲ့ဥက္ကာခဲကြီးတစ်ခုကဘာစီကိုဥတီလာပါပြီ။ဇေရွန်ဟာသူ့ရဲ့အသက်ကိုယင်းပြီးကဘာကြီးကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ငါ့ကိုရန်သူလို့ထင်လဲရပါတယ်ဒါပေမဲ့ဒီလှပတဲ့ကဘာလေးကိုတော့အပြက်စီးမခံနိုင်ဘူး။ဇေရွန်ပျောက်ကွယ်သွားပေမဲ့ကဘာကြီးဘေးကင်းသွားပါပြီလူသားတွေဟာအဲ့ဒီနေ့ကစပြီးအချင်းချင်းတိုက်ခိုက်တာတွေရပ်တန့်ပြီးကဘာမြေကိုတန်ဖိုးထားတက်လာကြပါတော့တယ်ကျွန်တော်တို့ကြားထဲမှာအခုထိဇေရွန်လိုအဆောက်အအုံတွေရှိနေနိုင်ပါသေးတယ်